皆さんこんにちはအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဓာတ်ခွန်းနဲ့ဟန်ဓာတ်ခွန်းအတန်ထွက်လေးတွေကိုပြပြသွားမှာဖြစ်ပါတယ်သူကကြတော့လေဒီမှာပေါ့နော်ခရယ်စရယ်ပြီးတော့တရယ်ဟာရယ်ပေါ့နော်အဲ့လိုင်းဟာလေးတွေကိုသူကဒီဟာဆိုလို့ရှိရင်သူတန်လို့ခေါ်တာပေါ့နော်ဒီလိုမျိုးနောက်ထုတ်ပြလို့မျိုးဟာပေါ့နော်ဒီအချက်ကလေးနှစ်ချက်ပေါ့နော်အဲ့တန်လေးတင်နိုင်ရင်သူကအတန်ပြောင်းသွားမဲ့ဟာလေးတွေရယ်နောက်တစ်ခါကျတော့ဒီအဝိုင်းလေးပေါ့နော်ဒီမားတို့လေးတင်လိုက်လို့ရှိရင်ပြောင်းသွားမဲ့အတန်လေးတွေကိုလေ့လာကြည့်ကြရအောင်ဟုတ်ပြီဒီတိုင်းလေးဆိုလို့ရှိရင်သူကခပေါ့နော်ခကိုမှသူကဒီတန်လေးနှစ်ခုတင်လိုက်တယ်ဆိုလို့ရှိရင်သူအတန်လေးကဂဆိုပြီးတော့မှဖြစ်သွားမယ်ပေါ့နော်ဂနော်ဂျီတန်လေးဖြစ်သွားပြီပေါ့နော်ဂနောက်ကခီဆိုလို့ရှိရင်လည်းဂီခုဆိုလို့ရှိရင်လည်းဂုနောက်ကခဲဆိုလို့ရှိရင်လည်းဂဲဒီခိုးလေးဆိုလို့ရှိရင်လည်းကောပေါ့နော်အဲ့တော့ဂါဂီဂုဂေကောနော်ဂါဂီဂုဂေကောနောက်တစ်ခါကျတော့ဒီစပေါ့နော်စကိုမှဒီတန်တန်လေးနှစ်ခုတင်မယ်ဆိုလို့ရှိရင်ဇာဆိုပြီးဖြစ်သွားမယ်နော်အဲ့တော့ဖတ်ကြည့်ကြမယ်နော်ဇာရှိလေးရကျတော့ဂျီလေးဖြစ်သွားမယ်နော်ဇာဂျီစုစေဆိုနော်နောက်ကကျတော့တာကိုတန်တန်လေးနှစ်ခုတင်လိုက်မယ်ဆိုရင် तू ကဓာပေါ့နော်ဓာဆိုပြီးဖြစ်သွားမယ်ဓာလေးကကျတော့လေဒီချီကဒီရှိရဲ့အတန်ထွက်နဲ့အတူတူပဲပေါ့နော်နှစ်ခုလုံးကကြီးဖြစ်သွားမယ်ပေါ့နော်ဓာကြီးစုဒေဒူနော်ဓာကြီးစုဒေဒူဟုတ်ပြီနော်နောက်တစ်ခါကျတော့ဟာလိုင်းကျတော့ဒီနှစ်ခုရှိရပေါ့နော်ဒီတန်တန်တင်တဲ့အတန်လေးရဲ့ဒီမာရုတင်တဲ့အတန်လေးရဲ့ပေါ့နော်ဒီဟာလေးကကျတော့သူကဟာနေပြီးတော့မှဘာနော်ဘီအတန်လေးဖြစ်သွားပါမယ်ဘာဘီဘူးဘေဘူးနောက်တစ်ခါကျတော့မာရုလေးနဲ့တင်လိုက်လို့ရှင်သူကပပေါ့နော်ပီအတန်လေးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ပပီပူဘေဘူးပပီပူဘေဘူးရမယ်နော်အဲ့တော့နောက်တစ်ခါလောက်ထပ်ပြီးတော့မှအတူတူဖတ်ကြည့်ကြမယ်နော်ဂါဂီဂူဂေဂောစာဂျီစုစေဆိုဒါဂျီစုဒေဒုဘာဘီဘူးဘေဘူးပါပီပူဘေဘူးအဲ့တော့လေဒီနှစ်ချက်ကလေးရေးရလေးကိုလေတခြားလောက်လေးရေးပြပေးမယ်နော်အဲ့တော့ခါဆိုလို့ရှိရင်ဒီလိုလေးပေါ့နော်ဒီလိုလေးခအဲ့တော့သူ့ကိုတန်တန်လေးတိမယ်ဆိုလို့ရှိရင်တော့ဒီလိုလေးဖြစ်သွားမယ်ကအဲ့လိုလေးဖြစ်သွားမယ်နော်နောက်ကကျတော့ဒီဟောပေါ့ဒီမားတို့လေးပေါ့နော်အဲ့လေးဆိုလို့ရှိရင်လည်းဒီတစ်လုံးလေးဆိုလို့ရှိရင်အဲ့လေးကဟာနော်မားတို့လေးကဒီမှာဒီလိုလေးပဲတင်လိုက်မယ်အဲ့လေးကပါလေးဖြစ်သွားပြီနော်အဲ့တော့ဒီနေ့ဖိုင်ရကြတော့ဒီတခွန်းနဲ့ဟန်တခွန်းအတန်လေးပေါ့နော်ဒီတန်နဲ့တင်တဲ့ဟာလေးရဲ့ဒီမာတုံးတင်တဲ့အတန်ထွက်လေးတွေကိုဖတ်ပြပေးသွားတာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်